30ရက်3လ2025ပါညာပြင်းငလင်တစ်ခုလောက်ခဲ့ပြီးတော့နေပြည်တော်ပြည်မနာရဲ့လမ်းပိုင်းချင်းတွေပဲဖြစ်ပါတယ်နေပြည်တော်ပြည်မနာရဲ့အမြင့်ဆုံးနေရာတစ်ခုဖြစ်တဲ့ဥပ္ပါဒတန်ဒီဘုရားကုန်းပေါ်မှာပဲဖြစ်ပါတယ်ပြည်မနာမြို့ကန်လူတွေဆယ်နဲ့နီးစပ်တဲ့ကြေးရွာကပြည်သူတွေနဲ့အတူကျွန်တော်တို့လည်းဒီနေရာမှာလာရောက်နားခိုရပါတယ်ညပိုင်းမှာဆိုရင်တော့ဒီကုန်းမြင့်ပေါ်မှာကားတွေဆိုင်ကယ်တွေအကုန်အပြည့်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိလျှက်စစ်တအားပြတ်တောက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြည်သူတွေဖုန်းအားသွင်းဖို့ခက်ခဲဖြစ်နေတဲ့နေရာမှာမြို့တွေကလက်ဖေးဆိုင်တွေဖုန်းဆိုင်တွေဂျင်တွေရရှိမှာတော့အားသွင်းစင်တာတွေဖွင့်ပေးထားတဲ့အတွက်ဒီဗီဒီယိုကနေအဆိုပါလူရှင်များကိုကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်လက်ရှိမှာလည်းကျွန်တော်တို့မိသားစုလည်းဒီမှာပဲစတဲ့ချပြပါတယ်ကျွန်တော်ဥပ္ပဒတန်ဒီရဲ့ဒီဘက်ဘုရားကုန်းပေါ်ပေါ့နော်ဘုရားကုန်းဆိုတော့လူမြင်လည်းဖြစ်တယ်ပြီးတော့အစာအုပ်တိုက်တိုင်းလည်းတိတ်မရှိတော့စစ်ဖြစ်မှကျွန်တော်ဒီဘက်ကိုလာနေတာဖြစ်ပါတယ်လက်ရှိကတော့စားတောက်ကုန်လုပ်ငန်းတွေဆိုင်တွေစားတောက်ဆိုင်တွေပြန်ဖွင့်နေပါပြီပြီးတော့ကျွန်တော်လူသုံးကုန်ပစ္စည်းတွေကတော့အင်းဆော့ပစ္စည်းဆိုင်တို့ကျွန်တော်ဖုန်းဆိုင်တို့ဆိုင်ကယ်ဆိုင်တို့တော်တော်များများကတော့ပိတ်ထားတာကိုမြင်ရပါတယ်စားတောက်ဆိုင်တွေကနည်းနည်းဆစ်ပြေပါတယ်ဒီနေ့မှာတော့28ရက်နေ့ဖြစ်ပြီးတော့အကုန်ပိတ်တယ်29ရက်နေ့မှာမနက်စာနည်းနည်းခတ်တယ်ဒီနေ့ကတော့နည်းနည်းလေးတော့ဆင်ပြေပါပြီဒီနေ့ဆိုရင်လည်းငလင်ကျွန်တော်ဒီတလောက်ကတစ်ချိန်ပဲလှုပ်ပါသေးတယ်အဲ့တော့အားလုံးပဲသတင်းတွေကိုနားဆွင့်ပါပြီးစစ်ပါကျေးဇူးများတင်ပါတယ်ကျွန်တော် KT Share ကကောင်းမြတ်ပါ